မေကန်ကောဖြစ်ပါတယ်ဂျပန်ကိုခိုင်းရောလုံးနဲ့ဘူဘောဆော့ချော်ရေးလုံးနဲ့သွားမှာဖြစ်ပါတယ်ဂျပန်ကိုသွားရခံနေပြီဆိုတော့ပထမဆုံးလင်းရင်မစည်းဘူးတဲ့အတွက်ကြောင့်မို့လင်းရင်ပေါ်မှာဘယ်လိုဖြစ်မလဲစိတ်လှုပ်ရှားရပါတော့ပြီးတော့ရင်ဂျပန်မှာလုံးအောင်ဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့မိခင်ဘာသာစကားမဟုတ်ဘဲနဲ့လုံးအောင်ဖြစ်တဲ့အတွက်ကြောင့်မို့အဲ့လိုဘာသာစကားပိုင်းနဲ့ပတ်သက်ပြီးလည်းနည်းနည်းစိတ်လှုပ်ရှားမှုဖြစ်ပါရဲ့ရှင်ဟုတ်ကဲ့ညီမနာမည်တင်တင်ပါရှင်ဂျပန်ကိုခိုင်းကောက်အလုံးနဲ့တော့မှာပါစိတ်လှုပ်ရှားရဲ့ဂျပန်မှာဟီတိုရီဒရာရှိပေါ့နော်တယောက်တည်းနေရာမှာဆိုတော့ကြတော့တယောက်တည်းအခက်အခဲဘယ်လိုရင်ဆိုင်ရမလဲအလုံးမှာဘယ်လိုကြိုးစားရမလဲမိသားစုနဲ့ဝေးနေတော့ဘယ်လိုရင်းကြအောင်နေရမလဲအဲ့ဒါတွေတွေးပြီးတော့စိတ်လှုပ်ရှားရဲ့ရှင်ကျွန်တော်သွားရနေဆိုကိုတိတ်မရင်းနှီးတဲ့နေမျိုးတစ်ခုသွားအောင်နောက်ပြီးတော့မိသားစုနဲ့ဖွဲ့ရအောင်ဆိုတော့နည်းနည်းလေးစိတ်လှုပ်ရှားတာကျွန်တော်အမေးသေးတော့ N4 ကနေပြီးတော့ N3D တက်ခဲ့ပါတယ်ကျွန်တော်သွားမဲ့တွေတော့ကျွန်တော်အဲ့လိုလိုပဲပေါ့နော်ကျွန်တော်တငယ်ချင်းတွေတွားနေအောင်တွေ့ပဲလေမတွားရပါလားဆိုပြီးတော့စိတ်တက်မကြပဲနဲ့ဒီနေ့ကျရင်တော့ငါလက်ရောက်လာမှာပဲဆိုပြီးတော့အားတင်ပြီးတော့ကြိုးစားထားပါပေါ့အမေနဲ့ပတ်သက်ပြီးတော့အမြဲတမ်းတိကျကျနဲ့အချိန်ပေးပြီးလုပ်ပြီးအချိန်ပေးပြီးတော့အခက်အခဲတွေကြားရကြိုးစားပြီးတဲ့အတွက်အထူးသမားရောဟုတ်ကဲ့အမေရဲ့နာမည်ကတော့တင်းတင်းဟန်ဖြစ်ပါတယ်ဂျပန်ကိုခိုင်းကောလို့ပေါ့နော်ဘူဘာဆော့ချာရေးလုံးနဲ့သွားမှာဖြစ်ပါတယ်ဟုတ်ရှိပါတယ်အမေကအခြေခံအဖိုင်အောင်ဘူးတွေကနေပေါ့နော်ဘူဘာကလပ်တွေရောဒီN3Tကိုဒီ amazing မှာပဲတက်ခဲ့တာအဲအမေဆိုလို့ရှိရင် amazing ပေးရဲ့ဘယ်ပန်အကြီးသားပေါ့နော်ဟုတ်ကျိုးသားပါလို့ဂျပန်တစ္ဆာရှိနဲ့ကျိုးသားလို့ဆိုလို့ရှိရင်တကယ်ရောက်ပါတယ် amazing ကိုစတည်ရတော့ဒီမှာတင်နေမတက်ခင်ရွာမှာကလေးကတငယ်ချင်းကမိတ်ဆက်သူလေးတီးခဲ့ရအဖိုက်ကနေပြီးတော့ N3T တက်ခဲ့ရစမ်းစီဝတ်တီရရစမ်းစီရင်းမြောက်ရတဲ့ဟိုစာသင်ကြားမှုပိုင်းစိတ်တည်တဲ့ဝင်ရရှိပါရဲ့အသေးစိတ်ကသာရင်းတည်ပြီးတယ်မျိုးစင်ကအဓိကတော့ကိုယ်စိတ်ပေါ့စိတ်ကိုပဲအញ្ញမ်းပြင်ဆင်ထားရရဲ့အိမ်လွမ်းတာတွေပြုလို့ချင်းအလုံးမှာဆင်ပြေလို့ချင်းစိတ်တက်ကြပါလေအဲ့လိုချင်းတွေမှာဘလို့ရင်ဆိုင်မယ်ဆိုအဲ့လိုမျိုးလေးတော့ပြင်ဆင်ထားရချင်း amazing နဲ့အမတ်တရားဆိုရင်တော့ပြောမယ်ဆိုစမ်းစီဝတ်တီရတဲ့အမတ်တရားတွေပေါ့အတန်းထဲမှာစအရှိအတန်းရှိတက်ပြီးတော့ထိုင်လာလုပ်ရတယ်လို့အဲ့လိုမျိုးတွေတော့အမတ်တရားများတော့စမ်းစီဝတ်တီရနေပါပဲ